ဒီမှာပြောပြအောင်မယ်ကျမကံကောင်းလို့ဖျားချစ်ခိုးလို့သွားမကြိုးတဲ့အဖြစ်ပေါ့နော်ဒီပဲကြော်တွေကကွယ်ပဲကြော်တွေကနေပြီးတော့မကြည့်ဘာဖြစ်လို့လဲဆိုတော့ကျမကနေပြီးတော့အပြင်းပြေစားဖို့ဆိုပြီးတော့ပေါ့နော်ဒီသူ့ရဲ့အိတ်ကြီးတွေကနေပြီးတော့ဒီမှာဒါပဲကြော်အိတ်ကြီးတွေကနေဒီအိတ်သေးကိုခွဲထုတ်တဲ့အချိန်မှာဒီကြောက်ခဲကြီးကိုတွေ့တာပေါ့နော်ဟဲအဲ့နဲ့ကျမလန့်တယ်တစိမ့်တော့မပြတော့ပါဘူးနော်ဒီလိုမျိုးပဲအိတ်ကိုဆိုရင်ကျမတို့ဒီထိုင်းမှာဆိုလို့ရှိရင်ဘတ်200တောင်ပေးရတယ်ပေါ့နော်အခုဈေးတက်လို့ဘတ်200တောင်ပေးရတယ်သူကရွလေးနဲ့စားကောင်းနေပေါ့နော်ဆိုပြီးတော့အရန်တန့်ရှင်းမှုတွေအားနေတယ်ပေါ့နော်အဲ့လိုမျိုးကြီးဒီလောက်ကြောက်ခဲကြီးကွယ်ဒီလောက်ကြောက်ခဲကြီးကိုမမြင်ဘဲနဲ့စားမင်းလေသွားကြိုးယုံကလွဲလို့ဘာမှမရှိပါဘူးအရန်ပေါ့နော်နည်းနည်းလေးဂယူးစိုက်ပေးကြပါလို့နော်စားသုံးသူတွေကိုနည်းနည်းလေးဂယူးစိုက်ပေးကြပါဒီလောက်ကြောက်ခဲကြီးကိုကျမဖြစ်တခါမှတော့မကြည့်အပိုမပြောဘူးနော်အပိုမပြောဘူးဒီပဲကြော်စားကောင်းနေဆိုပြီးတော့ဟိုနေ့ကကျမတို့ထိုင်းမှာနေတဲ့သူတွေဆိုတော့ဟိုမှာတလက်စွတ်ခေါ်တာပေါ့နော်တလက်စွတ်ဈေးကနေပြီးတော့ဝယ်လာတာဒီမှာသူ့တစိမ့်ကလည်းရှိတယ်ဒါပေမဲ့တစိမ့်လည်းမပြတော့ပါဘူးပေါ့နော်အေးမအဲ့လိုမျိုးကြောက်ခဲကြီးတွေပါလာတယ်ဂရုစိုက်ကြပါနည်းနည်းတက်ချင်းမှုလေးကိုဂရုစိုက်ပေးကြပါလို့ပြောချင်ပါတယ်နော်ဒီမှာကြောက်ခဲတုံးကြီးကိုနဲတာကြီးမဟုတ်ဘူးမကြည့်ပေါက်တဲ့နော်တေတော့ဟုတ်တယ်အဲ့လောက်ကြီးကြတော့မပျော်တော့ဘူးလေနော်အဲ့လောက်ကြီးကြတော့မပျော်တော့ဘူးနည်းနည်းလေးစားသုံးတဲ့မိဘပြည်သူတွေကိုဂရုစိုက်ပေးပါလို့ပြောချင်ပါတယ်နော်ဒီမှာပဲဖူးကြော်ကြတော့လေကျမတို့ကဟိုထိုင်းမှာနေတယ်ဆိုတော့ဗောနော်မြန်မာပြည်အစားအစာလေးတွေကိုလွမ်းလို့စားခြင်းလို့ဆိုပြီးတော့ဒီတထုပ်ဆိုဤထိုင်းပန်းငွေနဲ့200တောင်ပေးရတယ်ဗောနော်အဲ့လိုမျိုးကြောက်ခဲကြီးတွေပါတယ်ဆိုတော့ဘလို့လဲဆက်စားရမှာလားစားလို့လည်းမကြတော့ဘူးဗောနော်အဲ့ဒါလေးဒီမှာသူ့ရဲ့တစိမ့်ကတော့ရှိတယ်မပြတော့ဘူးဗောနော်ဒီလိုစိမ့်အောင်လေးအဲ့ဒါလေးပါအဖြစ်ကအဲ့လိုမျိုးဖြစ်သွားတယ်နော်အဖြစ်ကအဲ့လိုမျိုးဖြစ်သွားတယ်ဒီမှာကြောက်ခဲတခဲကိုနဲတာကြီးမဟုတ်ပါဘူးနော်စားသုံးတဲ့မိဘပြည်သူတွေကတော့ဒါလေးကိုတနေ့ဂယူးစိုက်ပေးကြပါလို့ပြောချင်ပါတယ်ကျမလိုမျိုးပေါ့နော်ကြောက်ခဲဝါမိတဲ့သူတွေရောရှိလားတန့်ရှင်းမှုကအဓိကအရေးကြီးတယ်ပေါ့နော်ဒီလိုမျိုးကြောက်ခဲတုံးကြီးဆိုတော့ဒါမဖြစ်သင့်ပါဘူးပေါ့နော်ဂယူးစိုက်ပေးကြပါလို့ပြောချင်ပါတယ်ကျမပဲကြောဆိုအရန်ကြိုက်တာအပဲကြော်ထဲကျမအလုပ်သွားရင်လေဒီလိုမျိုးလေးခွဲပြီးတော့အပြင်းပြေဝါတာအိမ်မှာဆိုလို့ရှိရင်ကြက်သွန်လေးနဲ့တုပ်စားတာအဲ့လိုမျိုးအခုဒီလိုကြောက်ခဲကြီးပါလာတယ်ဆိုတော့ဆက်လည်းမစားချင်တော့ဘူးဆက်လည်းမစားရဲတော့ဘူးအဲ့ဒါကိုလာပြောတာဒီလိုမျိုးကြောက်ခဲကြီးကြည့်ပါအောင်ကြောက်ခဲတုံးယူနေတဲ့ကြောက်ခဲကြီးမဟုတ်ဘူးနော်ကြောက်ခဲဂယူးစိုက်ကြပါလို့ပြောချင်ပါတယ်ဒါမမြင်ပဲစားမြင်တော့သွားတော့ချောင်းလိုက်ကျွတ်မယ်ကိန်းဖြစ်ပါတယ်အဟောက်တကယ်ပဲเนาะမကြောက်ခဲယူနေတဲ့ကြောက်ခဲမဟုတ်